လူတကာကိုဆရာလို့ခေါ်ဘာလို့ဆရာလို့ခေါ် ဘာလို့ဆရာလို့ခေါ်တော့6ကလည်းကျိုးနေတယ်စေကူးသားလို့မရနိုင်စာပေးရလဲမတက်ခဲ့ဘူးမိဘနှစ်ပါးလည်းမရှိနေစားထိုင်တယ်လည်းမရှိလို့ခေါ်ဆိုခဲ့ပါဆရာလက်ဝဲလည်းထိုးခဲ့ဘူးပါတယ်တိုင်းလည်းချခဲ့ဘူးပါတယ်ကျွန်တော်ရဲ့အားသာချက်ရှိခဲ့ပြီမလဲအောက်ကျိုးတဲ့နဲ့ကျွန်တော်ဒူတော့ခဲ့ပါတယ်ဆရာအားကြောင့်ဆရာလို့ခေါ်တာပါဆရာစာဝတ်နေအသက်ပညာလည်းမတက်ခဲ့ပါဘူးဆရာကျွန်တော်ကတော့ကျေးဇူးတရားနဲ့ရှင်လိုက်ဟိုမပို့ပြီးကျေးဇူးရှိရဲ့ဟိုအမတယောက်ကကိုကျော်ဦးရဲ့သူမဖြစ်နေတဲ့ပေါ်များတဲ့ဟိုအမဝယ်ပြီးစင်ပါတယ်ဆရာ ဟိုဟာပေါ့ဆရာစိတ်တိုင်းကြပဲပေးနေတဲ့လူပေးပေါ့ ဟိုမဝယ်ပြီးစင်ပါတယ်ဆရာ โอเคပေးလိုက်ပေါ့ အားလုံးပဲမင်္ဂလာပါစိတ်ကြ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါကျွန်တော်တင်ဆက်ပေးမှာကတော့ဒီ TikTok မှာနာမည်ကြီးနေတဲ့ဒီဦးလေးကြီးပေါ့နော်ဆရာကြီးကကျွန်တော်စကားပြောတဲ့အခါမှာအားလုံးကိုဆရာဆိုပြီးတော့ရဲရင်ကျေးစွာပြောဆိုနေတာလေးတွေ့တော့အဲကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ပြန်လည်မျှဝေပေးချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရပေးဖို့မြတ်တာခံပါတယ်အားလုံးပဲဗီဒီယိုလေးကိုစလိုက်အောင် ရှားလာ ဟုတ်ဆရာလာပါ လာရှားစလုံးမြက်ယူတူမာရဲ့မိမိတော့ဂုံကျက်တဲ့နဲ့ပြည်သူမာရဲ့ဆရာကြီးကဒီတဲ့ပို့ပြီးကျွေးဆောင်းချောင်းနေပါသေးရက်ွက်ထဲကအမျိုးသမီးတူကတော့လိုင်းမှာတွေ့ရဆိုလို့ဆရာကြီးကအကူပြရတယ်ကိုပြီးလို့ဆရာကြီး โอเค ဆောင်းချောင်းပေးပါအောင်ဆရာကြီး โอเคဟုတ်တယ် ကျွေးဆောင်းချောင်းလိုက်ဆရာကြီး โอเค မတက်ပါဘူးဆရာကြီးကျွန်တော် ဟုတ်ဆောင်အိမ်လိုက်ပြလိုက်နော် ဟုတ်ဆရာကြီးဟုတ်ကြွပါလိမ့်ကျွေး ဟုတ်ဒါရှားရင် ဟုတ်ကဲ့ဆရာဒီမနေ့က၄နှစ်ကြည့်နေပါဆရာ ဒီဒါရှားရင် ဟုတ်ကဲ့ဆရာကျွန်တော်တယောက်ထဲပါဆရာအမျိုးသမီးရှိရကွဲတော်ပါဆရာကြီးနောက်ယောက်ျားယူသွားနောက်ယောက်ျားနဲ့ကလေး2ယောက်တစ်ပိုက်ရနေပါပြီ အဲ့တော့ကြဘလို့အဲ့တော့ အဲ့တော့တယောက်ထဲပါဆရာဒီဘက်ပြတ်အိပ်ပါဆရာစပိတ်ကိုဒီဝိနာမှာချိတာပါဆရာဒီမှာအိပ်ပါတယ်ဆရာ ဟောဒီအတွင်းနဲ့ ဟုတ်တယ်ဆရာကျွန်တော်သုံးဆောင်ပစ္စည်းပါဆရာပလတ်စတစ်ကောက်စားတဲ့အလုပ်လုပ်ပါတယ်ဆရာဘာပညာမှကောင်းမတက်ခဲလို့ဆရာစားလည်းမတက်ပါဘူးကာကြီးခါဝေးတဘောလုံးတော့တနေ့တော့တစ်စက်တီတောင်မကြီးတယ်မဖတ်တတ်ပါဘူးဆရာ ဘာလို့တော့လောတဲ့ပစ္စည်းပြောလို့ရ လိုတဲ့ပစ္စည်းကကျွန်တော်လှုပ်ရှားဖို့အတွက်စပိတ်လေးကောင်းကောင်းလေးပြင်ကျင်ပါတယ်ဆရာကြီးအဝတ်စားတဲ့ကျောက်ကဟာတွေပေးပါတယ်ဆရာကြီး ဟုတ် အဲ့ဒါလေးပဲလိုအပ်ပါတယ်ခန္ဓာကိုယ်နဲ့မထမ်းနိုင်ပါဘူးဆရာအမိုက်တွေအများကြီးမို့လို့စပိန်လေးပြက်နေပါဆရာဂီယာဝင်ရိုးပြက်နေပါတယ်ကီးပြက်နေပါဆရာဟုတ်တယ်မပြင်းနိုင် ကွက်နင်းလို့မရဘူးလား ရတယ်ဆရာတစ်ခါရလို့ရှိရင်ဒီဟာကနှစ်ပတ်သုံးပတ်လဲသွားတယ်ဆရာတစ်ခါသုံးပတ်နှစ်ပတ်လာမို့လဲသွားတယ်ဆရာနှစ်ပတ်သုံးပတ်လဲသွားတယ်ဆရာဝင်ကြောက်မှာဒါမို့လဲသွားဆရာဒါမို့လဲသွားဆရာအဲ့လိုဆွဲတော့ဆရာဟောဒါမို့ဆွဲတော့အဲ့ဒါဝင်ကြောက်မှာပြင်ပါတယ်ဆရာ မင်းကိုညောင်စီမပြင်လာလား ဟုတ်တယ်ဆရာစပိန်စီအိုင်ကိုဝင်ကြောက်ပါဆရာဥရှိရတပည့်ပါဆရာအဲ့မှာပြင်ပါတယ်ဆရာ ကိုညောင်စီ ဟုတ်တယ်အဲ့ဒါမရှိလို့မပြင်နိုင်ပါအရင်ကပြင်ဒီမှာအကားလုံးဆက်ရစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့လည်းပြည့်စုံတဲ့အတွက်စပိန်မှာလိုအပ်ပါတယ်ဆရာစပိန်ကောင်းမှလိုအပ်ပါတယ်ဆရာ လူတကာကိုဆရာလို့ခေါ်ဘာလို့ဆရာလို့ ဘာလို့ဆရာလို့ခေါ်တော့ကျွန်တော်6ကလည်းကျိုးနေတယ်စေကူးသားလို့မရနိုင်စာပေးရလဲမတက်ခဲ့ဘူးမိဘနှစ်ပါးလည်းမရှိနေစားထိုင်တယ်လည်းမရှိလို့ခေါ်ဆိုခဲ့ပါဆရာလက်ဝဲလည်းထိုးခဲ့ဘူးပါတယ်တိုင်းလည်းချခဲ့ဘူးပါတယ်ကျွန်တော်ရဲ့အားသာချက်ရှိခဲ့ပြီမလဲအောက်ကျိုးတဲ့နဲ့ကျွန်တော်ဒူတော့ခဲ့ပါတယ်ဆရာအားကြောင့်ဆရာလို့ခေါ်တာပါဆရာစာဝတ်နေအသက်ပညာလည်းမတက်ခဲ့ပါဘူးဆရာတလက်မထီတောင်မတက်ပါဘူးဆရာတနေ့တော့လေ30တိမကြီးတဲ့မဖတ်တတ်ပါဘူးအခုဘောမိုးလမ်းမှုမကြီးမိုးတွေအသုံးချတာပါဆရာကိုးခဲ့တာပါဆရာ အဲ့ဘာယူ ဒါလက်ဆက်ကြပါဆရာလက်ပါဆရာ အဲ့ဘယ်ရလား ဒီဟာကဒီတောင်နမန်အင်းကဈေးသူဈေးသားကြီးပေးတာဆရာဒီဟာကတော့မဟာကဏ္ဍအောင်ကျောင်းကစွန့်ပစ်လိုက်ပြီးတော့ကျွန်တော်တောင်းယူထားတဲ့အသားပြပါဆရာဒီတည်းကဝက်လုံးကတော့ဒီဘက်စီယိုးကြီးပါဆရာဒီဘက်စီယိုးကြီးကဏ္ဍအောင်ကျောင်းကပစ္စည်းတွေများပါတယ်ဆရာမနေ့တုန်းကဖြေစားဆရာကျူဇနာတသိန်းအသိချင်းတန်းကဘာရှိကလေးဆရာကောနာကုံဖေကကိုးဝယ်ထားတာပါဆရာသူ့ရဲ့ဘုံမိတ်မှန်ကတော့ဟွာဗြမာမင်းဆရာမရှိမင်းကတော့ဗြမာဆရာဖေကတော့ကောနာကုံဖေရဆရာဒီကကျွန်တော်ကိုးဝယ်နေရဲ့လှုပ်ရှားနေရဲ့ပစ္စည်းတစ်ခုပါဆရာ โอเคဟိုစိုက်ပြရလား ဟုတ်ပြီပါဆရာ ချင်းနေ ကောင်းလားညတော့စားပြီးသွားတယ်တော်လေးတောင်းနေရှိသွားပါဆရာဥမာလဲတောင်းပါပါဆရာ โอเคဆက်အိမ်ဘလို့အဲ့တော့ အဲ့လိုရှိဘက်ကိုခေါင်းပြူအိပ်ပါတယ်ဆရာ ဒီမြောက်အဲ့တာ ဟုတ်တယ် စောင်းနေပါလေရပါမလား စောင်းတွေကဝယ်ပြီးသားမရှိပါအမိုက်ထေးကပါလာတဲ့စောင်းတွေကိုရှော့ပြီးတော့ဝစ်ထားပါတယ်ဆရာခောက်တော့မခောက်ပါဘူးဆရာဒီကျွန်တော်ကတော့ဟိုရင်ကပေးထားပါတယ်ဆရာ ဟိုညချင်းနေပါကြိုက် ကြိုက်ပါတယ်ဆရာတော်လေးကြိုက်တယ်ချင်းလေးကြိုက်တယ်ဂျဘိုးလေးကြိုက်ပါတယ်ဆရာတော့လုံးမအောင်နင်းမရတော့ဆရာဒီတိုင်းမတွန်းသွားတယ်ဆရာတခါတည်းနင်းလို့ရတယ်နင်းမရဘူးဆရာ ခုဒီဘဲကိုယူသွားလို့ရလား ရတယ်ဆရာရပါတယ်ဆရာ ဟိုယူသွားရဆိုမဟုတ်ကိုရဘလို့မှာဆရာဘလို့မှာ ဒီလိုမှတော့ရက်မချီချင်းသွားလို့ရပါတယ်ဆရာ ခုပဲသားတော့မဟုတ်ခုပဲသားမ အခု ဟုတ် ရေတံမှုတွေအချိုးကြီးကိုပလတ်စတစ်ကျွတ်တွေတောက်ကောင်ပါဆရာပလတ်စတစ်အပြုတ်တွေ ဟုတ်ဟွာ ဟုတ်နှစ်ထည်ရှိပါတယ်ဆရာဟုတ်ကဲ့ဆရာဒီနှစ်ထည်ဒါကတော့တမန်မင်းကပေးရတယ်ဟာလေးဆရာဒါတော့ကြာလာပြီဆရာအမိုက်စုဆရာပေးရဒီနှစ်ထည်ရှိပါဆရာ ဟိုအင်ကြီးလေးပြပါ ဟုတ်ဆရာ ဟုတ်ပြင်စားလိုက်တော့ ဟုတ်ရအဲ့ဒါအမိုက်စုဆရာပေးတာဒါကဒီစီပင်ဝင်းကပေးတာဆရာဆွဲတော့မဆွဲရပါဆရာ ဒီ
ဒီမှာပြောမယ်ဒီဘိန်းကိုပြင်မရမလားအသိလို့ကျင်လား ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ကြောက်လို့မပြောရပါဘူးဆရာအမှန်တိုင်းပြောရရင်မသေးမရှင်းလှုပ်ရှားမှာမို့လို့စပိန်ရလည်းအိုးနေတာအမှန်တိုင်းပြောရင်အသိလို့ကျင်တာပါဆရာမပြောရလို့ပါဆရာစပိန်လည်းမပြင်းနိုင်လို့မသေးမရှင်းလှုပ်ရှားမှာဆရာလုပ်ငန်းပြောင်းလို့လည်းမရပါဘူးဆရာ မတက်လည်းမတက်လို့ဆရာ ပြင်းဆက်ချက်လို့ ဆရာတို့စိတ်တွေကစီမံနိုင်ပါလေဆရာ ဒီမှာ ဟုတ်ဆရာဒီမှာလေဆရာသူရှင်းလာပါလေဆရာဒီဝန်သားလာပါလေ စနေကြိုက်လား ကြိုက်ပါလေဆရာလေးအလုံးအမလောင်နေတဲ့မျက်နှာမိပါလေဆရာလေး ကြည့်လာအောင်စစ်ကြည့်လာအောင် ဟုတ်ဆရာ ဒီမှာအရှိရဂီယာ3ချက် ဟုတ် နောက်က2 4 6 8ချက် ဟုတ် 8ချက်ဆိုပေမဲ့6ချက် ဟုတ် 6ချက်ဆိုပေမဲ့အရှိရ3ချက်နောက်က6ချက် ဟုတ် 6ချက်ဆိုပေမဲ့အရှိရဟာကိုလေကျွန်တော်ကအသိလုပ်ပေးထားရတယ် ဟုတ် ဘာလို့ဆရာဟွာဖြစ်နေမှာကြောင့်မလို့လဲနေမှာကြောင့်မလို့ ဟုတ်ကဲ့ပါ ဒီမှာဂီယာချင်းတော့ဒီမှာရှင်းတော့ ဟုတ် နော်ဒါနောက်ချင်းမှာ ဟုတ်ကဲ့ဆရာတင်ပြီးမှကျွန်တော်သိပါတယ်မသိပါဘူးဆရာ အဲ့ဒါစစ်စမ်းကြည့်လာအောင် ဟုတ်ကဲ့ဆရာဟုတ်ဟုတ် ဒီနားလေးပတ်စီတော့ဝေးလျှောက်သွားမယ် ဟုတ်ကဲ့ဟုတ်ကဲ့ ပြန်လာကြဦး ဟုတ်ကဲ့ဆရာဘာသာအဲ့ဒါသူကဒီနေ့ဆရာဝင်တော့မယ်လုံးမကောင်းပါလေဆရာ ကြိုက်လား ဟုတ်ကဲ့ဆရာလေးအလုံးမကြိုက်ပြီးစိတ်ထဲကိုပေါ့သွားပါလေဆရာ နေရတာချင်းနေ ကောင်းတယ်ဆရာဒီဟာကိုနှိပ်လို့ရှိရင်ဂီယာတင်ထားဟာကိုပြန်လျှော့တာပါဒီကနေ့ဂက်တင်တာပါဆရာဆရာပြောပါလို့သိပါတယ်ဒီကလေးနှိပ်ဂီယာပြန်လျှော့တာဒီကနေ့ဂက်တင်တာပါဆရာ โอเคအဲ့ဒါဒီမှာလေဒီမှာဘိန်းနဲ့ပတ်သက်လို့တခုဖြစ်တယ်ဆိုရင်ကိုဝင်းကျော်ကြီးသွား ဟုတ်ကဲ့ဆရာကိုပြောစီ ဆရာကိုဝင်းကျော်သိရမလား ဟုတ်သိပါတယ်ဆရာ ဆရာကိုဝင်းကျော်သွား ဟုတ်ကဲ့ ဆရာကိုဝင်းကျော်ကလည်း free ပြင်ပေးမယ်လို့ပြောတယ်နော် free ပြင်ပေးမယ်လို့ပြောတယ်ဟောတကယ်လို့ပစ္စည်းပိုက်လဲရမယ်ဆိုရင်လည်းကျွန်တော်ကစိုက်ပြီးတော့ဟောလဲပေးမယ်ပေါ့နော် ဟုတ်ကဲ့ဆရာနော်ခီးတွေမရောက်စောင့်မတက်ဖက်နဲ့အမေရိကန်နိုင်ငံကြီးကိုရောက်သွားပါတယ်ဆရာ လောလောဆယ်ဒီမှာကိုဆက်လိုက်ဖို့ကုန်းဖို့လောလောဆယ်ဒါလေးယူထားလိုက် ဟုတ်ကဲ့ပါဆရာ ဟိုဟာ ကျွန်မရှင်းတာပါသေးဆရာကိုနေရင်း ဒီအိမ်နေဖို့ကိစ္စကိုကျွန်တော်လုပ်ပေးမယ်ဆင်းပြောင်းလုပ်ပေးမယ်ပေါ့ ဟုတ်ကဲ့ဆရာအကိုပြစီဆရာကြီးစီမံတာအမှန်ပါပဲဆရာကောင်းပါပါဆရာ โอเคနော်ဟုတ်တက်တာနော် ဟုတ်ကဲ့ဆရာ လာဟောသပင်းရနေမှာသပင်းရချင်းနေ ကောင်းတယ်ဆရာကျွန်တော်တကယ်ဟိုပျော်ရှင်ပြီးတော့ပေါ့ပါတွက်လက်သွားတယ်ဆရာ လာ ကျွန်တော်စိတ်တွေညစ်နေတာစိတ်တွေလေးနေပတ်စံလည်းမရှာနိုင်ဆရာဟိုဟာပြက်ဒီဟာပြက်နေဆရာ လာအောင်ပြပါဦးနော်သပင်းကိုသပင်းကိုတေးချောက်ကြည့် ဟုတ်ကဲ့ဆရာတော့မှခက်ပြထားလိုက်တယ်ကောနော်ဆရာ ဟောကျိုးတော့တာကိုခဲမှာတော့မပူနဲ့နော်ဟောမပြောင်းမအောင်မပူနဲ့ဒီမှာ ဟုတ်ဆရာ အမှန်ကန်တော့အနောက်ကကယ်ရီယာလုံးမှာပစ္စည်းတင် က မော လေးနဲ့ဆိုတော့ပို့ပြီးတော့ကျွန်တော်တက်တာသွားတယ်ဆရာကရိယာဘောနည်းလေးတော့ပြင်မပါတယ်ဆရာကရိယာလက်နဲ့ဆွဲသွားတော့ဆိုလीနည်းနည်းလေးတော့ဒီလက်မောင်းအိုးတွေတုတ်လာပါတယ်ဆရာ ဒီနောက်ကဒီမှာနောက်ကကယ်ရီယာတက်ပြီမှာ ဟုတ် နော် ဟုတ် ကယ်ရီယာတက်မှာဆိုတော့ဖူးအားလား အားပါတယ်စီမဆရာ အားရင်ဒီစပိန်ကိုယူပြီးတော့ကိုဝင်းကျော်သိရမလား ဟုတ်ဒီပါတယ် ကိုဝင်းကျော်စီကိုသွား ဟုတ် ကိုဝင်းကျော်သူကပစ္စည်းရောဟောလက်ကားတက်ပြီမယ်တဲ့ ဟုတ် နော်ပစ္စည်းအကုန်လုံးတက်ပြီမယ်ကိုဝင်းကျော်ဆရာကြီးလေဘင်းဆရာကြီးလေ ဟောကျွန်တော်စီးနေစပိန်မျိုးဟိုအမစာပိုင်ဆိုင်သွားပါတယ်ဆရာသူကလကားမယူလို့ပေးပါပြောပါတယ်ဆရာရောင်းချပြီးလို့ရှိရင်ကျွန်တော်ကိုပေးမယ်လို့ပြောတယ်ကျွန်တော်ကိုပေးတဲ့ခါကျလို့ရှိရင်မဟာမီလာကျော်ဆိုဖះကိုတဝက်လူလည်းမပြောလိုက်ပါဆရာမညတော့ โอเคဆွေးသိန်း ဟုတ် ဆောင်းခံရဘာလို့ ဒီစီးတွေပို့တော့မှကြောက်လို့ဒီစပိန်ခွာစီခါကြလို့ရှိရင်လည်းဒီစီးတွေကိုပို့အောင်လို့လွတ်လေးချက်ကိုမြောက်စီးပါမယ်ဆရာစီးတွေပို့မှကြောက်လို့တပတ်လေးခဏဒီဘက်ကမရင်မေးသေးအတူတူကရားခဲ့တဲ့တပတ်နှစ်ထဲပါဆရာ အဲ့ဒါကိုတော့ခံဘလို့ခက်မှာ တော့ကန်ဒီမှာရှိရဆရာဟိုထဲမှာတော့ရှိရတယ်ဒါမှမဟုတ်ခက်မှာဆရာ အဲ ဒါမှမဟုတ်ခက်မှာဆရာဟိုထဲမှာတော့ရှိရတယ်ရလေး2000ပေးရပါတယ်ဆရာ โอเคသဘောကျသွားဟုတ်ပြီအင်းဟောင်းရဘလို့မှာ ဘေးအောင်ဆရာခွင့်ပြုမယ်ဆိုရင်ဟိုဦးဆက်ရှိရအမျိုးသမီးကဈေးဆိုင်ထွက်ဖို့အတွက်ပစ္စည်းတွေမနိုင်လို့စပိန်လေးလူချင်းတယ်လို့ပြောနောက်အမျိုးသမီးတူကသူ့သမီးလေးကြောင်းသွားဖို့အတွက်စပိန်မရှိလို့ပေးပါ2ယောက်ပြောနေလို့ကျွန်တော်မဆုံးဖြတ်နိုင်ပါဘူးဆရာ အဲ့ဟိုဆရာဘလို့ဆုံးဖြတ်ချင်တော့